ဒီနေ့မှာတော့ကျွန်တော်က Wacom ကနောက်ဆုံးအသစ်ထွက်ထားတဲ့ Intuos Pro 2025လေးကိုကျွန်တော် unboxing လုပ်ပြမှာဖြစ်ပါတယ်။ packaging ကအရင်လိုမျိုးမဟုတ်တော့ဘဲနဲ့နည်းနည်းလေး raw ဆန်တဲ့ပုံစံမျိုးလုပ်လိုက်တယ်။ tablet ကအရင်ထက်အများကြီးပိုသေးသွားပေမဲ့ screen ရဲ့ display area ကအရင်ထက်အများကြီးပိုကျယ်လာတယ်။ပြီးတော့ tablet ကတိတိတတ်တာအရင်က Pro ထက်ကိုပိုပြီးတော့ပါသွားတယ်။လက်ထဲမှာလည်းကျွန်တော်တို့ကန်ရတာတော်တော်လေးကိုအဆင်ပြေတယ်။သူအောက်ဘက်ကိုရှူးသွားတယ်ပေါ့နော်။အရင်ထပ်ပို့ပြီးတော့ထူးခြားသွားတာကအရင်က touch ကျွန်တော်တို့ wheel ရဲ့အစားကိုသူက physical wheel ထည့်လိုက်တယ်ပေါ့နော် physical wheel လေးတွေကတော်တော်လေးကိုလှည့်လို့ကောင်းတယ်ပြီးတော့ button တွေကလည်းတော်တော်လေးကိုတောင့်တောင့်တင်းတင်းနဲ့နှိပ်ရတာတော်တော်ကြီးကိုမိုက်တယ်ပေါ့နော်ပြီးတော့အဲထဲမှာကျွန်တော်တို့ပါတဲ့စာအုပ်တွေကတော့တုံးစံတိုင်း manual စာအုပ်တွေပါမယ် blah 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 ဒါတွေ okay ပြလိုက်မယ် okay နောက်တစ်ခုကဒီမှာစိတ်ဝင်စားစရာကပန်ဘူးလေးတစ်ခုပါတယ်ထဲမှာဘာတွေထည့်ထားမလဲမသိဘူးထဲမှာကျွန်တော်တို့ကအချောင်းလေး၃ချောင်းတွေ့ရတယ်။ Okay ဒီကောင်ကအပုပ်ပစ္စည်းလေးတွေဖြစ်နိုင်တယ်ပေါ့နော်။ပန်မှာကျွန်တော်တို့ကခလုတ်တွေကျွံသွားတာပြတ်သွားတာတခုခုရှိခဲ့ရင်ကျွန်တော်တို့ကထပ်ထဲလို့ရတဲ့အပုပ်ပစ္စည်း။တော့ဒီဘက်မှာလည်းပါတယ်။ဒီဘက်မှာကဘာဖြစ်မလဲ။ Okayဒီဘက်မှာက rubber အဲ့ဒါတော့တော်တော်ကြီးအသုံးဝင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Wacom နေသုံးလာတဲ့အခါမှာကိုင်နာများတဲ့အခါကျရင်အဲ့ rubber တွေကကျွန်တော်စုပ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါအတွက်ကျွန်တော်လဲလို့ရတာတော်တော်ကြီးအဆင်ပြေတယ်ဒါကတော့ပန်လေး Okay ပန်ကအရင်ကလိုမျိုးမဟုတ်ဘဲနဲ့ပုံစံပြောင်းသွားတယ်နောက်ကကျွန်တော်တို့ကပြတ်နေတဲ့ပုံစံမျိုးနဲ့ခလုတ်တွေကလုံးဝ silent ဖြစ်သွားတယ်အတန်လုံးဝမမြည်တော့ဘူးပေါ့နော်တော်တော်လေးတော့လာတယ်ဒါတော့ထုံးစံတိုင်း Type C USB ကြိုးပေါ့နော် Okay ဒီကောင်ကတော့ကျွန်တော်တို့ကပန်ထဲတဲ့ပန် holder လေးဖြစ်မယ် Okay ပန် holder ကတော့ပန်ထဲเสียကျွန်တော်တို့အပေါက်လေးတစ်ခုပေးထားတယ်ထုံးစံတိုင်းဖွင့်လိုက်ရင်အထဲမှာကျွန်တော်တို့က nip လေးတွေထည့်ထားတယ်ဒါဒီမှာတော့ကျွန်တော်ဖောက်ပြတာမရှိဘူးကျွန်တော်ဖောက်ကြည့်လိုက်တော့အထဲမှာ nip လေးတွေတသက်ရရနဲ့ကျွန်တော်တို့ကအန်ကွက်လေးနဲ့တက်ရက်လေးကျွန်တော်တို့ nip အချောင်းတွေအများကြီးထည့်ပေးထားတယ်ပေါ့နော်အပိုတွေပေါ့ Okayဒါတော့ဒီလိုထောင်ထားရရအဲ့မှာဘာတွေများရှိအောင်မလဲဆိုပြီးကျွန်တော်ဖွင့်ကြည့်တာဘာမှမရှိပါဘူးဒါပါပဲ Okay ဒါကတော့ကျွန်တော်ပို့ကပါဝင်ဘတ်15400ပေးလိုက်ရတဲ့ Wacom ရဲ့နောက်ဆုံးထွက်တဲ့2025 tablet ရဲ့ unboxing video လေးဖြစ်ပါတယ်